သဗ္ဗဗျာရဲ့လက်ထက်မှာဘုန်းကြီးတစ်ပါးပဲဘုန်းကြီးကလည်းတာမန်ဘုန်းကြီးမဟုတ်ဘူးတောရွာကကျောင်းလေးတစ်ကျောင်းမှာသရင်သုံးပြီးတော့ဝိပဿနာကျင့်စဉ်တစ်ခုကျင့်နေတဲ့ဘုန်းကြီးကောင်းကောင်းမွန်မွန်နေပြီးတော့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ဘုန်းကြီးအဲ့ဘုန်းကြီးဆိုပေမဲ့အမှားမလုပ်ဘူးလို့မအောင်မေ့လေနဲ့စိတ်ထားဟာအမတန်မှအရေးကြီးတယ်နော်အဲ့ဒီကိုတော်ကတောရွာကျောင်းလေးတစ်ကျောင်းမှာဒီလိုသရင်သုံးတာအချိန်ရတိုင်းဝိပဿနာတရားကိုကြိုးကြိုးစားစားအားထုတ်နေတဲ့ပုဂ္ဂိုလ်ဒီနေ့ကျတော့သူအမှားလုပ်ဖို့ဘာကြုံလာလဲလို့ဆိုလို့ရှိရင်သူကတကြွယ်တယောက်ကဆောက်ထားတဲ့ကျောင်းမှာနေတာအဲ့ဒီတကြွယ်ကသူ့ကိုကိုးကွယ်လိုလေသေးမရှိဆွမ်းကွမ်းလှူဒန်းတယ်ဒီနေ့ကျတော့အာဂနုကိုရောတပါးကြွလာအာဂနုကိုရောတပါးကျောင်းရောက်လာတဲ့အခါအဲ့ဒီကိုရောကသူ့ကျောင်းကိုအရင်ရောက်တာမဟုတ်ဘူးဆုံးခံသွားရင်းနဲ့သူ့တကာနဲ့အရင်တွေ့လာတာတွေ့တော့တကာကမြင်တော့အဲ့ဒီအာဂနုကိုရောသိတ်ကြီးညိုတယ်ရှင်းတော့ကတော့ယဟန်ဆိုတာဒီကျောင်းထဲမှာနေတယ်ဆိုတဲ့စနစ်အမှန်တမ်းနဲတယ်လှက်ပတ်သွားလာနေကြတာများတယ်ပေါ့တဏှာအမြဲထာဝရနေတာသိမရှိဘူးအဲ့ဒါကြောင့်လို့အဲ့ဒီကိုတော့ကဒီလိုလှည့်သွားရင်းနဲ့အဲ့ဒီကနဲ့တွေ့တော့ချောင်းတကာကြီးကကြီးညိုတယ်ကြီးညိုတော့ဆွမ်းနေပါလေကတ်ပြီးသင်္ကန်းနေပါလေလှူတယ်ပေါ့လှူပြီးတော့အရှင်ဘုရားတပည့်တော်ကျောင်းမှာတဲပါတပည့်တော်ကျောင်းရှိတယ်ကျောင်းကိုကြွားသွားအာဂနုကိုတော့ရောက်တယ်ဆိုအဲ့ဒီချိန်ထိအောင်သူကဟိုကမ္မထမ်းဘုန်းကြီးကမ္မထမ်းအားထုတ်နေတဲ့ယဟန်တော်အာဂနုကြွလာတယ်ဆိုလေးလေးစားစားဆက်ဆံတယ်ရှင်ဘုရားဘယ်ကကြွလာတာတော့ဆိုသူ့တကာအိမ်ကကြွလာအဲ့ဒီချိန်ထိအောင်သူနေရာထိုင်ခင်းနေပေးပြီးတော့ကောင်းကောင်းမွန်မွန်ဆက်ဆံနေတယ်ညနေကျတော့တကာကအာဂနုဘုန်းကြီးကိုဂရုစိုက်တဲ့အနေနဲ့လူစရာတန်းစရာတွေနဲ့နော်ဂယုဆိုင်နဲ့ကျောင်းရောက်လာတဲ့အခါမှာသူ့စိတ်ကပြောင်းသွားနော်အမေတန်ကြောက်စရာကောင်းတယ်နော်ငါဂယုဆိုင်တဲ့တကာကအခုငါလည်းပို့ပြီးတော့အာဂနုဘုန်းကြီးကိုဂယုဆိုင်တယ်ဆိုအတွေ့သွားတွေ့မိတယ်သူလည်းကမ္မထမ်းဘုန်းကြီးပဲကမ္မထမ်းအထုတ်နေတယ်လို့ဆိုတာဝိပဿနာယယုတ်တပယုတ်တော်ဝိပဿနာကျင့်စဉ်ကိုကြိုးကြိုးစားစားအထုတ်နေတဲ့ဘုန်းကြီးဖြစ်ပါရဲ့သားနဲ့အတွေးခေါ်အဲ့ဒါလိုဝင်သွားတယ်ဝင်သွားတာဘာကလွှမ်းမိုးလာတာတော့ဆိုအိတ်တာဆိုတာလွှမ်းမိုးလာငကိုယ်တော့ကတခါကသူတစ်ပါးတည်းကိုခီးဥဆိုင်တာကိုအခုသူနဲ့ပြိုင်ဘက်ကိုယ်တော်တစ်ပါးရောက်လာတယ်အဲ့ဒီကိုယ်တော်ကိုပိုခီးဥဆိုင်တယ်လို့သူကထင်တယ်တော်တော်ကြောက်စရာကောင်းတယ်နော်အဲ့ဒါဟာဒီအထင်လေးအေးငါခီးဥဆိုင်နေတဲ့တခါကအခုဒီကိုယ်တော်ပိုခီးဥဆိုင်လာစိတ်ထဲမှာဒါကိုအိတ်တာလို့ခေါ်တယ်ကိုယ်ပဲဂိူးဆိုင်စေခြင်းနဲ့သူများကိုဂိူးမဆိုင်စေခြင်းမူဟောသူစိတ်ကလေးကနည်းနည်းလေးပုရုဇဉ်စိတ်ဓာတ်ကလေးဝင်လာအဲ့လိုဝင်လာပြီးတော့ဘုရားကကြာနနနေရာထိုင်ခင်းနေပါလေပြင်းစင်ပေးလို့ကုံဝေယဝိဇ္ဇတွေအကုန်လုပ်ပြီးသူသိပ်မကြည်ခြင်းဘူးနောက်ရကြတော့အရှင်ဘုရားတို့နှစ်ပါးလုံးဆွမ်းစားကြွပါအိမ်ပင့်သွားအိမ်ပင့်သွားတဲ့အခါမကြည်တော့ဘာလို့တုံဆိုမနဲ့ကြတော့အဲ့ဒီကိုယ်တော်သူကမလိုက်စေခြင်းမလိုက်စေခြင်းတော့ဘာလို့တုံဆိုမနဲ့အိယာထခေါင်းလုံးထိုးတာအဲ့ဒီနေ့ကျတော့လက်သေးလေးနဲ့အသားလေးခောက်လက်သေးလေးနဲ့အသားလေးခောက်ဘုရားမနိုးအောင်လုပ်တယ်အဲ့တော့မနိုးတော့သွားပြီးတော့ဒါမလိန်ခြင်းလို့ဝိနည်းလွတ်လောက်တာပေါ့နော်သူအိတ်တဲ့ချောင်းဆောင်လေးကိုသွားပြီးတော့တကားကိုလက်သေးလေးနဲ့အသာလေးမကြားတကြားခောက်တယ်လူဆိုတာအမူအရာကြည့်တယ်နဲ့သိနိုင်တယ်ဟိုကတော့မနေရသိပြီဒီကတော့ငါ့ပေါ်မှာသိမလို့ဘူးဆိုတော့သိသွားမျက်နှာနဲ့သိတယ်သူတို့ကလူရဲ့တဘာဝဆိုမျက်နှာနဲ့သိတယ်ဘာလို့ဆိုမျက်နှာရိပ်မျက်နှာခဲကကြည်သလားမကြည်ဘူးလားဆိုအမတန်မှထင်ရှားတယ်ဒါစိတ်ရဲ့တရုပ်ဟာမျက်နှာမှာလာပေါ်တယ်ဒါကြောင့်မို့လို့အစင်းဆိုတာနှလုံးသားရဲ့လှုံ့ဆော်မှုတွေကိုမျက်နှာမှာလာပြတယ်တဲ့
ဒါကြောင့်မို့လို့ရူပလို့ခေါ်တာနှလုံးသားရဲ့လှုပ်ရှားမှုတွေနှလုံးသားရဲ့ခံစားချက်တွေဟာမျက်နှာမှာလာပေါ်တယ်အဲ့ဒီကလေးကသိထားပြီဟိုကိုရောကတကယ်တော့တရားထုတရားမြတ်ရပြီးသားယဟနာပုဂ္ဂိုလ်ကြီးသူကသိအဲ့ဒါဟိုကိုရောမပါအောင်လို့တိတ်တဆိတ်သူကကြွသွားအိမ်ရောက်တဲ့အခါကျတော့ဗာပြောတော့ဆိုအရှင်ဘုရားအာဂန္တုဘုန်းကြီးရောမပါဘူးလားဆိုတခါကြီးအာဂန္တုအိတ်နေတာသိုးနေတာပဲခေါင်းလောင်ထိုးတာလည်းမလို့ဘူးတကားသွားခောက်တာလည်းမကြားဘူးဆိုတော့တခါကတော့ဘယ်လိုတွေးတော့ဆိုအရှင်ဘုရားတဲ့ခရီးပန်းလာလို့နေမှာပါတဲ့ချိန်မစေဘူးတခါအဲ့လိုပြောသူကအဲ့ဒါခွင့်မလွတ်နိုင်အဲ့လိုပြောလေသူကအရှိန်တက်သွားပြန်ပြီးတော့ခရီးပန်းလို့နေမှာပါအရှင်ဘုရားပဲဖုံးမေးကဲဖုံးမေးပြီးတဲ့အခါကျတော့ကြာနနသူကတ်တဲ့အစာအာဟာရတွေပဲအရှင်ဘုရားဒါလေးဆောင်းကျင်းသွားပါသူခရီးပန်းလို့ချိန်နေတာဖြစ်ပါလိမ့်မယ်ဒါလေးအကြောင်းရောက်တော့ကျွေးလိုက်ပါနှုတ်ကနာစွမ်းနေထည့်ပြီးတော့ပေးလိုက်ပေးလိုက်တော့ယူတော့သွားတယ်မယူဘဲလည်းမနေရဘူးလေလူဆိုတာကိုယ်စိတ်ထဲကမဟုတ်တာလုပ်ရင်လည်းသူကရှက်တတ်တဲ့သဘာဝတော့ရှိသေးတယ်ပေါ့ပြောင်းတော့မလုပ်ရဘူးသူအဲ့ဒါယူသွားတယ်ယူသွားတဲ့အခါကျတော့သူစားတော့ကလည်းရတာရှိတယ်ရတာရှိမှန်းသိတော့ဒီဟာကျွေးလိုက်လို့ရှိရင်တော့ဒီကိုယ်တော်เจ้าကခွာတော့မှမဟုတ်ဘူးဒါမျိုးစားရရင်သူဘဲမှသွားတော့မှမဟုတ်တော့အဲ့တော့ဒီစားစာငါဘယ်လိုလုပ်ရပါသူကလည်းပဲစဉ်းစားတယ်ဖက်ကနေပြီးတော့ငါဒီတိုင်းသွန်ပြစ်ခဲ့ရင်လေကြီးကန်းတွေကဝိုင်းထိုးရင်ငါလှုပ်တာပေါ်လိုက်မယ်ပေါ့ရေထဲသွန်လိုက်လို့ရှိရင်လေနှုတ်ကနာဆိုတာထောပတ်ကပါလာကိုရေပေါ်မှာအစီတွေဝိနေရင်လည်းပဲဟောငါသွန်ပြစ်ခဲ့တယ်ဆိုတာပေါ်လိုက်မယ်ပေါ့အဲ့တော့ဒါခြေရာဒီလက်ဆလက်နသဲလွန်စားတွေမှာဖြောက်မှဖြစ်ဘာမှမကြံအောင်ဘယ်လိုလုပ်လို့ဆိုသူ့ကြောင်းလေးကိုပြန်တဲ့လမ်းမှာတောမီလောင်ထားတဲ့နေရာရှိတယ်မိကြီးတွေကဲလက်ဆက်ပြအောင်လို့ဆိုပြီးတော့အဲ့ဒီတောမီကြီးခဲတွေခြားတဲ့မှာမိကြီးတွေရက်ပြီးအဲ့ထက်ကိုတွန်ထဲလိုက်ဘာမှလက်ဆက်လက်နာမကြံအောင်ဖြောက်ပစ်ခဲ့အဲ့ဒါလောက်ထိအောင်သူဖြစ်သွားတာနော်ဒါကပ္ပထာထုတ်နေတဲ့ဘုန်းကြီးတစ်ပါးနော်ပြီးတော့သူလည်းသူတော်ကောင်းတော့သူတော်ကောင်းပဲကိုချင်းတရားရှိတဲ့ပုဂ္ဂိုလ်တစ်ပါးပဲသို့သောစိတ်ဓာတ်ပျက်စီးသွားပြီဆိုရင်ဘယ်သူကဖြက်စီးတော့ဆိုအိတ်တမစ္စရိယဖြက်စီးအိတ်ကဖြက်စီးလိုက်လို့အဲ့ဒီပြစ်မှုတစ်ခုကိုသူကျွလွန်မိသွားတယ်အဲ့ဒါနဲ့လမ်းမှာပဲသွန်ထားခဲ့ပြီးတော့သူကြောင်းပြန်တယ်ကျောင်းရောက်တဲ့အခါကျတော့အဲ့ဒီကိုရောနေတဲ့နေရာသွားကြည့်တော့မရှိဘူးကွာအဲ့ကြတော့မှလန့်သွားတယ်စိတ်ထဲမှာငါအကြံနေသီးလို့နဲ့တူတယ်ဆိုပြီးတော့စိတ်မကောင်းဖြစ်ပြီစိတ်မကောင်းကတာမန်မကောင်းဖြစ်တာမဟုတ်ဘူးနောက်ကျသွားပြီသူလှုပ်တော့ကတော့သူမှန်တယ်ထင်ပြီးတော့လှုပ်တာဒီပုဂ္ဂိုလ်ဟာတကယ်ယဟန္တာပုဂ္ဂိုလ်ကြီးဖြစ်လိမ့်မယ်ငါအတွေးတွေအကြံတွေကိုသိလို့ဒီလိုဖြစ်လိမ့်မယ်အဲ့တော့ဒီမှာမနေတော့ဘဲနဲ့ကြွသွားတာဖြစ်လိမ့်မယ်လို့စိတ်ထဲမှာအတော်စိတ်မကောင်းဖြစ်တဲ့အဲ့ဒီစိတ်မကောင်းတာဟာဘယ်တော့မှပြန်ကောင်းလာတော့တာမဟုတ်ဘူးလူဟာမဟုတ်တာလှုပ်ပြီးသွားပြီဆိုရင် remorse လို့ခေါ်တယ် worry လို့ခေါ်တယ်နော် worry ဆိုတာတောကဖြစ်စိတ်မချမ်းမသာဖြစ်နေတာနောက်ဆုံးမှာစိတ်မချမ်းသာဖြစ်သွားတဲ့အခါလူစင်စက်ကလူပြိတ္တာသဘောမျိုးရောက်သွားအယုတ်ပြိုင်ပြိုင်နဲ့မစားနိုင်မတောင်းနိုင်